chapter မျိုးစင်ရဲ့ထိတ်ဆုံး chapter ရဲ့အစမှာစာရေးဆရာကအမိုက်ကိန်းပြင်းစရာကောင်းပြီးမညီမျှတဲ့ကိန်းလို့ပြောရင်ပုံတွေကကစားသမားတယောက်ကတော့စီမံခန့်ခွဲမှုညံ့တာလားစောင့်ရခတ်တာလားတော့မသိပေမဲ့ဒီကိန်းကတော်တော်လေးတော့ညံ့တယ်လို့ပြောတယ်ထပ်ပြီးတော့စာရေးဆရာကဥပမာပြောရရင်စသက်ချင်းတာပါလို့ virtual reality ဂိမ်းလိုမျိုးပေါ့ဂိမ်းထွက်တဲ့အခါဂိမ်းဖန်တီးတွေကိုတည်ရဖို့အတွက်နဲ့တခြားခက်ခဲတဲ့ဂိမ်းတွေတော်တော်များများကစားကြတဲ့ player တွေအများစုကဒီဂိမ်းကိုအနိုင်ရရှိဖို့အတွက်ကြိုးစားခဲ့ကြတယ်သူတို့တွေဟာမအိပ်ပဲမစားမသောက်ပဲနဲ့365ရက်တစ်နှစ်လောက်ကစားခဲ့ကြတယ်ဒါပေမဲ့လည်း3နှစ်လောက်ကြာတဲ့အခါဒီစမ်းသက်ချင်းတာပါဆိုတဲ့ဂိမ်းကအနိုင်မရနိုင်ဘူးဆိုပြီးလူတွေကသဘောပေါက်ခဲ့ကြတယ်အနိုင်မရနိုင်တဲ့ဂိမ်းဆောက်တွေအပူချိန်အနှုတ်60ဒီဂရီရှိတဲ့ဝင်ရိုးစွန်းနေရာတွေမှာလည်းလူတွေကတနားရီတောင်မပြည့်သေးပဲတည်သွားကုန်ကြတယ်ကီလိုမီတာ1000ကျော်ရှိတဲ့ library အပြင်ဒီဂိမ်းကပျော်စရာမကောင်းပဲဒီဂိမ်းကိုကစားတဲ့သူတွေကိုညှဉ်းပန်းနှိစက်ဖို့အတွက်ဒီဇိုင်းများဆွဲထားသလားပဲဆိုပြီးလူတွေကချိန်စာတစ်ခုအနေနဲ့ကောင်သတ်မှတ်ခဲ့ကြတယ်မကြပါဘူးဒီဂိမ်းက sorry သူမရှိတော့ဘဲနဲ့ပျောက်ကွယ်သွားတယ်တိတိကျကျပြောရမယ်ဆိုရင်တော့ sorry သူမရှိပဲပျောက်ကွယ်သွားတော့မလို့ပဲဆိုပြီးချွေးပြောင်းဂိမ်းဆော့နေတဲ့ကြော်ကြီးကိုပြရတယ်system ကနေတင်အထက်50လုံးကိုတင်ပိုက်လိုက်ပါပြီ။ဂုဏ်ယူပါတယ်။တင်ဒီစံတမှုတာဝါကိုရှင်းလင်းတာဒီပထမဦးဆုံးသောပုဂ္ဂိုလ်ဖြစ်ပါသည်လို့ဆိုပြီးပေါ်လာခဲ့တယ်။ဟူဒါကတကယ်လားတော်တော်လေးပြောစရာကောင်းခဲ့တယ်။တာဝါကိုရှင်းလင်းဖို့လည်းမူရင်းနီလန်းကိုငါရှာဖွေနိုင်ခဲ့တယ်။ပြီးတော့အထက်တိုင်းကိုမနိုင်မချင်းကထက်ကကြိုးစားခဲ့ရတယ်။ငါအဖွား7နှစ်လောက်ကိုဂိမ်းကစားရင်ပြောဖို့ကောင်းခဲ့တယ်။ငါတော့ဆိုအထက်ကိုရှင်းလိုက်တယ်ဆိုတာဘယ်သူသိမှာလဲ။ငါအဲ့ဒါကို live stream လုပ်တင်လားဒါမှမဟုတ် YouTube မှာတင်လိုက်ရမလားဒါကအမှတ်ကိန်းမျိုးတော့ငါသိပါတယ်ဒါပေမဲ့ view နည်းနည်းလောက်ရမှတ်ထင်တာပဲလို့တွေးရင် system ကနေစာတစ်စောင်ရောက်လာခဲ့တယ်စာထဲမှာကတော့ကျွန်တော်တို့ game ဤတန်ဖိုးရှိကစားသမားတဦးဖြစ်တဲ့အတွက်ကျေးဇူးတင်ပါသည်ပြန်လည်စတင်မှု update ကို12နာရီအတွင်းနေရာချထားပါတယ် game ကို update လုပ်တဲ့နောက်ဆက်လက်ခံစားပါလို့ရေးထားတယ်ဂျော်ဂျီကစိတ်တွေကနေဒါကမမျှော်လင့်ထားတဲ့ update ပဲဒီလိုလုပ်ဖို့အတွက် company ကနေဘယ်ကပတ်စံရတာလဲသူတို့ရင်တွင်ကြီးကိုများတဲကနာထဲမှာများဖွက်ထားလာလို့တွေးမိလိုက်တယ်ဒါကတော့အတိတ်ပဲမရှိပါဘူးလေဒီ game ကအမျက်မှမရှိတာဘာပဲဖြစ်ဖြစ်သူတို့စီမှာအစီအစဉ်ရှိတာတော့သိကြတယ်သူတို့ဒီ game ကိုပြန်စသည်ဖြစ်စေမစသည်ဖြစ်စေဒီ game ကိုဆက်ကစားဖို့ငါမှအစီအစဉ်တော့မရှိပါဘူးငါအသက်28နှစ်ရှိနေပြီပြီးတော့ငါ့ကိုထောက်ပံ့ပေးဖို့မိသားစုလည်းမရှိဘူးတလားက9သိန်းနဲ့တော့ငါအမြဲတမ်းတက်ရှင်မနေနိုင်ဘူးဆိုပြီးတော့ game ကစားတဲ့နေရာကနေထွက်ကြလိုက်တယ်ငါက professional fighter တယောက်ဖြစ်ဖို့လောက်တယ်လို့လူတွေကငါ့ကိုပြောကြတယ်ဒါပေမဲ့အခုချိန်မှာအားကစားလုပ်တာထက်ငွေရှာဖို့ကပိုရေးကြီးတယ်ဆိုပြီးဂျော်ဂျီတယောက် live လွှင့်ပြီးပတ်စံရှာဖို့ကြိုးစားပါတော့တယ်အဲ့ဒီညမှာပဲဟိုအဲ့ဒီအစားအသောက်တွေတင်ထားတဲ့စပွဲကြီးခြေထောက်တွေကျိုးသွားတော့မှာပဲမင်းကမူပံမှာတော့အရန်တော်တယ်ဒါပေမဲ့တခြား game ဆိုတော့ငါသိမပြောမိပါဘူးမင်းကနွားတကားလုံးအပြင်အမဲသားတွေပါစားလိုက်တာဟာပြောရတယ်သဘောကျတော့ဟာဆိုပြီးရှင်းနေခဲ့တယ်ခဏကြာတော့ရုတ်တရက်ကြီးဖြစ်သွားပြီတားရီတို့ငါတခုပြောစရာရှိတယ် comment တွေမှာလဲဘာလို့ရုတ်တကြီးဖြစ်နေတာလဲမင်္ဂလာဆောင်တော့မယ်လို့လည်းမပြောနိုင်တော့ဆိုပြီးတရားတစ်ပေါက်ပြောနေခဲ့တဲ့အချိန်မှာဂျိုးကြီးကတော့တခုခုပြောဟန်ပြန်လာပြီးဟာငါမင်းတို့ကစားနေတာပါကွာဆိုပြီးတော့ဘေးကတပူကိုကောက်မော်ရင်စိတ်တွေကနေမနှက်ဖြစ်မှာပဲငါ professional fighter မလုပ်တော့ဘူးဆိုတဲ့အကြောင်း post တင်လိုက်တော့မယ်လို့တွေးလိုက်တယ်နောက်နေ့မနက်ရောက်တော့ဂျော်ကြီးတယောက်မင်းညကအတောက်လုံးမိထဖို့တော့မနိုင်မင်း finish ရတယ်ငါကောငါတာဝါကိုရှင်းထားတဲ့ဗီဒီယိုတစ်ခုတင်ဖို့လိုတယ်ဆိုပြီးတော့ကွန်ပျူတာကိုဖွင့်လိုက်တယ်ကျုပ်တရက်ဟမ်ဆိုပြီးကြောင်သွားပြီးတဲ့နောက်ကွန်ပျူတာကနေစံသမုတာဝါကြီးကလက်တွေ့တကယ်ဘဝတွေရောက်နေတယ်ဒါကတကယ်ဟာဆိုပြီးတော့ live လွှင့်နေတဲ့ post တစ်ခုကိုတွေ့ထားတော့ဘာမှမသိပဲနဲ့စဉ်းစားခတ်သွားတယ်ဂျို်ဒီကလည်းစိတ်ထဲကနေစံသမုတာဝါဘာဖြစ်တယ်ဆိုပြီးတော့ live ထဲဝင်ကြည့်လိုက်တော့ဖះအားလုံးဒါကြီးကိုတွေ့ကြတယ်ဟုတ်လားမင်းတို့အားလုံးမြင်ကြတယ်ဟုတ်ဒီနာမည်ကြီးကဘာအတိတ်ပဲလေတော့မသိပေမဲ့ဒီနာမည်အရဒီတာဝါကြီးကလွန်ခဲ့တဲ့17နှစ်ကထုတ်ခဲ့တဲ့စံသမုတာဝါဆိုခေါ်တဲ့ဂိမ်းတွေကဟာကြီးပဲဒီ comment တွေကအရေးမကြီးလို့ထဲမပြောတော့ပါဘူးမင်းတို့ဒါကိုယုံလားဟမ်နေပါအောင်ဟိုမိုက်တယ်အနီအောင်ဟာအဲ့ဒါတကယ်ကြီးလား what the fuck အခုကဘယ်ချိန်လဲဟာအဲ့ဒါနေဝင်ချိန်ကြီးလားဆိုပြီးတော့တရားတော်ပြောနေခဲ့ကြတယ်ဂျိုကြီးကလည်းစိတ်တွေကနေဘလို့ဖြစ်တာလဲဒါကစံသမုတာဝါရဲ့အဖွင့်ဆက်ကြီးပဲဟာလို့ပြောနေတဲ့အချိန်မှာသူ့ရှိမှ system ကြီးပေါ်လာတော့ဘာလာဟာဆိုပြီးရုတ်တရက်ထားလန့်သွားတယ် system ဆိုတဲ့အရာကြီးကသူ့ရှိမှတည်းမဟုတ်ပဲလူသားအလုံးရဲ့အရှိမပါပေါ်လာတာဖြစ်တယ်ရုတ်တရက် system ကနေစာတွေပေါ်လာပြီးရေးထားတာကတော့စံသမုတာဝါရဲ့ပထမဦးဆုံးပြန်လည်စတင်ခြင်း update ပြီးဆုံးသွားပါပြီကစားသမားအလုံးတာဝါအတဲ့အထက်အလုံးကိုရက်90အတွင်းရှင်းလင်းရပါမယ်အကယ်၍ကြာရှုံးခဲ့မယ်ဆိုရင်တော့လူသားအလုံးပြတ်သုံးရမယ်လို့ပြောရင်းနဲ့ chapter တစ်ခုပြီးသွားတယ်